မြေဝယ်ပြီးအမီပေါက်ဘယ်လိုပြောင်းရမလဲ9မိနစ်အတွင်းသိအောင်ကြည့်လိုက်ပါမင်္ဂလာပါခင်ဗျာကိုးရွှင်အိမ်ချမ်းမြေကနေပြန်လဲကြိုးဆိုပါတယ်မန္တလေးမှာမြေဝယ်ပြီးရင်စားချုပ်ချုပ်ရုံနဲ့တည်းမပြီးသေးပါဘူးကိုအမီပေါက်တရားဝင်ဖြစ်သွားဖို့အမီပေါက်ပြောင်းလဲခြင်း name transfer လုပ်ငန်းစဉ်ကိုတည်ထားဖို့လိုပါတယ်ဒါကိုဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ဝယ်ယူလိုက်တဲ့အိမ်ချမ်းမြေကိုသက်ဆိုင်ရာကာလတန်ဖိုးစီစစ်ရေးအဖွဲ့စီမှာတန်ဖိုးဖြတ်ရပါမယ်ရလာတဲ့တန်ဖိုးပေါ်မူတည်ပြီးဝင်ငွေခွန်နဲ့တစိတ်ခေါင်းခွန်တွေကိုသတ်မှတ်ထားတဲ့အတိုင်းအရင်ဆုံးဆောင်ရပါတယ်ဒုတိယတစ်ခုအနေနဲ့အခွန်ဆောင်ပြီးရင်တော့ရောင်းသူဝယ်သူနှစ်ဦးနှစ်ဖက်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးပါမှတ်ပုံတင်စာချုပ်ချုပ်ဆိုရမှာဖြစ်ပါတယ်ဒါမှသာဥပဒေအရတရားဝင်ပိုင်ဆိုင်မှုဖြစ်လာမှာပါနောက်ဆုံးအဆင့်ကတော့မှတ်ပုံတင်စာချုပ်နဲ့အတူသက်ဆိုင်ရာစီးပင်သို့မဟုတ်မြေစရင်းရုံးမှာမြေပုံမြေရာဇဝင်အသစ်ကူပြီးအမီပေါက်ပြောင်းလဲဖို့ရှောက်ထားရတာဖြစ်ပါတယ်ဒါဆိုရင်တော့သိနာမည်နဲ့ဂရန်သို့မဟုတ်ပိုင်ဆိုင်မှုအထောက်ထားထွက်လာမှာပါဒီလုပ်ငန်းစဉ်တွေကရှုပ်ထွေးတယ်လို့ထင်ရပြီမိတေချာလှုပ်ထားမှနောက်တစ်ချိန်ပါစိတ်အေးရမှာပါကိုဘာသာလှုပ်ဖို့အချိန်မရှိရင်လေကျွမ်းကျင်နေရှိနေများနဲ့တိုင်ပင်ပြီးလှုပ်ဆောင်တာအကောင်းဆုံးပါမန္တလေးအင်ချမ်းမီဝေရောင်းငါးတိစတဲ့အတွက်ကိုးရွှင်အင်ချမ်းမီကိုအခုပဲဆက်သွယ်လိုက်ပါခင်ဗျာ